ဂုတ်ကြီးမက်ဆီနဲ့ဖီဘာကလပ်ကမ္ဘာဖလားအိမ်မက်အားလုံးပဲမင်္ဂလာပါခင်ဗျာ Wines2 Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မက်ဆီဟာအင်တာမိုင်ယာမီအသင်းနဲ့အတူဖီဘာကမ္ဘာဖလားကိုဝင်ရောက်ရှိပြိုင်နေတာဖြစ်ပါတယ်အင်တာမိုင်ယာမီအသင်းအတွက်တော့ဒါဟာပထမဆုံးဖီဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲဖြစ်ပြီးတော့စိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်အင်တာမိုင်ယာမီအသင်းရဲ့မေဂျာလိရပ်တည်မှုဟာလေအခုအချိန်မှာဆိုရင်တော့အင်အားကြီးအသင်းတစ်သင်းလို့ဆိုရမှာဖြစ်ပါတယ်ဂုတ်ကြီးမက်ဆီရောက်ရှိလာခဲ့တဲ့အချိန်ကစပြီးအင်တာမိုင်ယာမီအသင်းဟာခြေစမ်းပိုင်းတွေတိုးတက်ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်အရင်ခေတ်တွေမှာတော့မေဂျာလိဆိုတာအကြမ်းဖက်ရောက်နေခဲ့တဲ့ကစားသမားတွေကိုခေါ်ယူအားဖြည့်တဲ့လိတစ်ခုဖြစ်ပြီးတော့လီရဲ့ပုံရိပ်ကိုမြင့်တက်လာအောင်ဖန်တီးခဲ့ကြတာဖြစ်ပါတယ်အခုနောက်ပိုင်းကာလတွေမှာတော့ကဘာကျော်ကစားသမားတွေခြေချခြင်းစရာနေရာတစ်ခုဖြစ်လာခဲ့ပြီးဈေးကွက်စီးပွားရေးအရာလည်းအမျက်ဆုံးများတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်မက်ဆီကလည်းလက်ရှိမှာအင်တာမိုင်ယာမီအသင်းမှာခြေစမ်းပြကစားနေတာဖြစ်ပြီးအသင်းအနေနဲ့ပြည်သက်အားပေးမှုနဲ့ကြီးစုသူဦးရေတတိတသာတိုးတက်လာခဲ့တာဖြစ်ပါတယ်မက်ဆီဟာကစားသမားဘဝကိုဘာစီလိုနာအသင်းမှာဆယ်စုနှစ်တစ်ခုကိုကျော်လွန်ဖြတ်သန်းခဲ့ပြီးအောင်မြင်မှုတွေအလီလီစုခူးနိုင်ခဲ့သူပါမက်ဆီရဲ့ကစားသမားဘဝဟာဘာစီလိုနာမှာအတောက်ပဆုံးဖြစ်ခဲ့ပြီးဘောလုံးလောကကြီးကိုကင်လို့ပြနိုင်ခဲ့သူပါဘာစီလိုနာအသင်းနဲ့အတူလာလီဂါဖလားစပိန်ပြည်တွင်းဖလားတွေကိုရရှိခဲ့ပြီးဥရောပချန်ပီယံဖလားတွေကိုလည်းတိမ့်ပိတ်ပြနိုင်ခဲ့ပါတယ်ဘလွန်ဒီယော်စရီကိုလည်းတိမ့်ပိတ်ပြနိုင်ခဲ့ပြီးဘောလုံးစင်မြင့်ထက်မှာဂုတ်တယောက်အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်PSG အသင်းကိုပြောင်းရွှေ့ချိန်မှာလည်းမက်ဆီဟာသူ့ရဲ့အကောင်းဆုံးဆွမ်းဆောင်ရည်တွေကိုပြသနိုင်စေပဲဖြစ်ပါတယ်။ PSG အသင်းနဲ့လည်းအောင်မြင်မှုတွေရယူခဲ့ပြီးတော့ဘလွန်ဒီယော်စုကိုလည်းထပ်မံသိမ်းပိတ်ပြနိုင်ခဲ့ပါတယ်။အာဂျင်တီးနားအသင်းအတွက်လည်းအဖိုးမဖြတ်နိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးမော်ဆန်နဲ့ခြေစွမ်းတွေနဲ့အသင်းကိုဦးဆောင်နိုင်ခဲ့ပါတယ်။2020ကမ္ဘာဖလားမှာအာဂျင်တီးနားအသင်းနဲ့တူပို့ဆွဲခဲ့ပြီးတော့ကစားသမားဘဝမှာအလိုချင်ခဲ့ဆုံးကမ္ဘာဖလားကြီးကိုပါစုခူးနိုင်ခဲ့ပါတယ်။မက်ဆီဟာ professional ကစားသမားဘဝမှာဘလွန်ဒီယော်စုကို၈ချိန်တန်ရရှိထားတဲ့ကစားသမားဖြစ်ပြီးဘောလုံးသမိုင်းမှာအောင်မြင်မှုအမြင့်မားဆုံးကစားသမားစီးရင်ဝင်ခဲ့ပါတယ်။ခေတ်ပြိုင်ဘက်ဖြစ်တဲ့ရိုနယ်ဒိုကဘလွန်ဒီယော်စု9ချိန်ရရှိထားခဲ့ပြီးဒုတိယနေရာမှာရပ်တည်နေခဲ့ပါတယ်။ PSG အသင်းကထွက်ခွာချိန်မှာမက်ဆီကိုခေါ်ယူဖို့အသင်းကြီးတွေကအပြိုင်ဆိုင်ကမ်းလှမ်းခဲ့ကြပေမယ့်မက်ဆီဟာအင်တာမိုင်ယာမီအသင်းကိုရွေးချယ်ခဲ့ပါတယ်။မက်ဆီရောက်ရှိလာခဲ့တဲ့နောက်မှာတော့အင်တာမိုင်ယာမီအသင်းရဲ့ပုံရိပ်တွေဟာခမ်းနားခဲ့ပြီးပြည်သက်အားပေးမှုမြင့်တက်လာခဲ့ပါတယ်။အင်တာမိုင်ယာမီအသင်းရဲ့ပူးရဲပိုင်ရှင်ဖြစ်တဲ့ဒေးဗစ်ဘက်ခန်ကိုရိုင်းမက်ဆီရဲ့ရွေးချယ်မှုအပေါ်မှာဝမ်းသာပီတိမျက်ရည်ကျခဲ့ပါတယ်။မက်ဆီဟာအင်တာမိုင်ယာမီအသင်းကိုစတင်ရောက်ရှိလာချိန်မှာပဲမော်ချေစွမ်းတွေကိုပြသခဲ့ပါတယ်။အင်တာမိုင်ယာမီအသင်းကိုအဓိကဦးဆောင်မောင်းနှင်ခဲ့ပြီးအဖိုးတန်ဂိုးတွေကိုသွင်းယူပေးခဲ့ပါတယ်။ပထမရာသီမှာပဲအင်တာမိုင်ယာမီအသင်းနဲ့အတူ International Super Cup ကိုပို့ဆွဲစေခဲ့ပြီးအသင်းကိုအောင်မြင်စေခဲ့ပါတယ်။အင်တာမိုင်ယာမီအသင်းမှာအခုချိန်မှာတော့ဖီဘာကလပ်ကမ္ဘာဖလားကိုဝင်ရောက်ရှိပြိုင်နေတာဖြစ်ပြီးအုပ်စုတွင်မှ၄မှတ်ရရှိထားတာကြောင့်နောက်တစ်ဆင့်ကိုတက်လှမ်းဖို့အခြေအနေကောင်းနေစေဖြစ်ပါတယ်။အင်တာမိုင်ယာမီအသင်းရဲ့အုပ်စုအတွင်းပြိုင်ဘက်တွေကတော့ပေါ်တိုအသင်းဘရာဇီးကလပ်နဲ့အီဂျစ်အသင်းတွေပါဝင်နေခဲ့ပါတယ်။အင်တာမိုင်ယာမီအသင်းကအီဂျစ်ကလပ်အသင်းကိုတည်ကစားခဲ့ပြီးပေါ်တိုအသင်းကိုအနိုင်ယူထားနိုင်ခဲ့ပါတယ်။လက်ရှိအချိန်မှာလည်းအင်တာမိုင်ယာမီအသင်းကမက်ဆီရဲ့အသင်းပေါ်ဟောင်းတွေဖြစ်တဲ့ဂျော်ရီအဗာဘတ်စကွမ်နဲ့ဆွာရက်တိုကိုခေါ်ယူအားဖြည့်ထားတာဖြစ်ပြီးနောက်ထပ်အောင်မြင်မှုတွေကိုသိမ့်ပိုက်သွားနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။